မင်္ဂလာပါခင်ဗျာဟန်လင်းအိမ်ချမ်းမြေမှကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ပုပ္ပသီရိမြို့နယ်ဒုက္ခဒီပရက်ကွက်မှာတည်ရှိတဲ့ပေ40-60မြေကွက်လေးနဲ့မိတ်ဆက်ပေးကြပါတယ်ခင်ဗျာဒီမြေကွက်လေးကတော့ပေါင်းလောင်းလန်းနှင့်ချင်းတွင်းလမ်းမကြီးအနီးမှာတည်ရှိပြီးဗတောက်9လမ်းပေါ်မှာတည်ရှိပါတယ်ခင်ဗျာဒီမြေကွက်လေးပေါ်မှာအသင်းဆောက်လုပ်ထားတဲ့အကျန်းတဲ့တစ်ထပ်တိုက်လေးလည်းအပါဝင်ဖြစ်ပါတယ်ခင်ဗျာမိသားစုနှင့်အေးချမ်းချမ်းနေလိုသူများဒါမှမဟုတ်မြေကွက်ရင်းနှီးမြှုပ်နှံလိုသူများအတွက်အဖိုးတန်တဲ့မြေကွက်လေးဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့1250ကိုပိုင်ရှင်ဓာတ်ရိုက်ညှိနှိုင်းပဲဖြစ်ပါတယ်ခင်ဗျာလူချင်းမင်းတို့အနေဖြင့်စိတ်ဝင်စားပါကကျွန်တော်တို့ဟန်လင်းအင်ချန်မြေလို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ